ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမဲ့ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။အဇာဘိုင်ချန်နဲ့အိုက်စလန်တမက်သားရသေးတဲ့အဇာဘိုင်ချန်ကဘာမျှော်လင့်ချက်မှမရှိတော့တဲ့တဲမှာအိုက်စလန်ကတော့ plate off ကန်ကွင်းရမယ့်ဒုတိယနေရာအတွက်မျှော်လင့်ချက်ရှိပါသေးတယ်။အိုက်စလန်ကပြီးခဲ့တဲ့စတဲမှာပထမကြော့အိမ်ဝန်းတော့ကလည်းအဇာဘိုင်ချန်ကို9ခုပြတ်ခဲ့တာပါ။တရုံ15ပြအရှုံးပေါက်တဲ့ပရိသတ်လှုပ်ချပါတယ်။အာမေးနီးယားနဲ့ဟန်ဂေရီအုပ်စုတွင်လေးပွဲမှာ3ပွဲအရှုံးကြောင့်ဇီယာအောက်ခြေကအာမေးနီးယားကပြုတ်တော့မယ်ဆက်ဆဲပါရှင်။အာမေးနီးယားကနောက်ဆုံးအင်ကွန်း9ပွဲမှာလည်း4ပွဲရှုံးထားတာပါ။နိုင်နာနဲ့ plate off ကန်ကွင်းရအုပ်စုဒုတိယနေရာတေချမဲ့ဟန်ဂေရီကတော့အုပ်စုတွင်လေးပွဲစလုံးမှာ2ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။တလုံး10ပြအရှုံးပေါက်တဲ့ဟန်ဂေရီ2ဂိုးပြတ်မပြတ်ကိုသာကြည့်ရပါမယ်။နော်ဝေနဲ့အက်စတိုးနီးယားအုပ်စုတွင်ဒီကပြိုင်ဘက်အီတလီအပေါ်မှာဂိုးကွာချချက်အများကြီးသာတာကြောင့်နော်ဝေကဒီပွဲနိုင်တာနဲ့ချစ်စစ်ပွဲအောင်မှာပါရှင်။အုပ်စုတွင်အိမ်ဝန်း3ပွဲမှာလည်းနော်ဝေကစုစုပေါင်း19ဂိုးတောင်သွင်းထားပါတယ်။အိမ်ပြအက်စတိုးနီးယားကတော့အုပ်စုတွင်အဝေးကွင်း3ပွဲမှာစုစုပေါင်း9ဂိုးပေးခဲ့ရတာပါ။နော်ဝေ၄လုံး15ပြတ်အစားပေါက်တဲ့ဒီပွဲမှာဟာလန်တို့ရဲ့သွင်းဂိုးတွေကိုရည်တွက်ရဖို့ရှိနေပါတယ်။ပြင်သစ်နဲ့ယူကရိန်းသုံးမှတ်ပြတ်ဦးဆောင်နေတဲ့ပြင်သစ်ဟာဒီပွဲနိုင်တာနဲ့ချစ်စစ်ပွဲအောင်မှာပါရှင်။ဒါပေမဲ့ပြင်သစ်တိုက်စစ်မှာအမ်ဘပီကလွှဲရင်အဓိကကျသူတော်တော်များများမပါနိုင်ပါဘူး။အုပ်စုဒုတိယနေရာဆက်ထိမှုအတွက်ကြိုးစားမဲ့ယူကရိန်းကတော့ပြင်သစ်ကိုခန်းစစ်အသားပေးနဲ့ပဲရင်ဆိုင်ဖို့များပါတယ်။ဂိုးပေါင်းစီ3လုံးတရေပေါက်တဲ့ဒီပွဲမှာဂိုးအောင်နဲ့ပဲစွန့်စားကြည့်ကြပါမယ်။အိုင်ယာလန်နဲ့ပေါ်တူဂီငါးမဖြတ်ပေါ်တူဂီကဒီပွဲနိုင်လာတဲ့ချစ်စစ်ပွဲအောင်ပါပါရှင်။အုပ်စုဒုတိယနေရာမျှော်လင့်ချက်ရှိသေးတဲ့အိုင်ယာလန်ကတော့ပထမကြော်တုန်းကလိုပဲပေါ်တူဂီကိုခံကန်နိုင်ပါတယ်။ဒါပြင်အိုင်ယာလန်ကပေါ်တူဂီနဲ့ပြိုင်ပွဲဆောင်နောက်ဆုံးတွေးဆုံမှု3ပွဲစလုံးမှာလည်းဂိုးမသွင်းနိုင်ခဲ့ပါဘူး။ဂိုးပေါင်းစီ3လုံး35ပြအစားနဲ့အတူဒီပွဲမှာလည်းဂိုးအောက်ကပို့ပြီးတော့ကောင်းပါပါရှင်။မော်လ်ဒိုဗာနဲ့အီတလီဇီယာအောက်ခြေကအင်ပြည့်မော်လ်ဒိုဗာဟာအီတလီကိုဘတ်စကာကွက်နဲ့ပဲကမ်းမှာပါပြီးခဲ့တဲ့ဇွန်လအီတလီမြေပထမကြော့မှာလဲမော်လ်ဒိုဗာက2ဂိုးမရှိနဲ့သာရှုံးခဲ့ပါတယ်ဂတ်တူဆိုလက်ချက်တိုးတက်လာတဲ့အီတလီကတော့နော်ဝေနဲ့ဂိုးကွာချက်အတော်ကွာနေလို့ဓာတ်ရိုက်ချစ်စစ်ပွဲအောင်နိုင်မဲ့မျှော်လင့်ချက်မရှိတော့တဲ့လောက်ဖြစ်နေပါတယ်ဂိုးပေါင်းစီ3လုံးပြားတရာအရှုံးနဲ့ဒီပွဲမှာလဲဂိုးအောင်နဲ့ပဲစွန့်စားကြည့်ကြပါတယ်အင်္ဂလန်နဲ့ဆာဘီယာရာနှုန်းပြည့်ပေးကိုမဲ့နိုင်အင်္ဂလန်ကဥရောပဇုံမှာစစ်စစ်ပွဲအောင်နဲ့ပထမဆုံးအသင်းပါရှင်ဆာဘီယာကတော့အုပ်စုဒုတိယနေရာအတွက်ဖောင်ဖြည့်ုံကလွဲပြီးတော့တခြားရွေးချယ်စရာမရှိပါဘူးဒါပေမဲ့အင်္ဂုံမကလေးကအင်္ဂလန်ကို9ဂိုးပေးခဲ့ရတဲ့ဆာဘီယာကပိုဖွက်လေးကိုပိုပေးရနိုင်ချေပို့ပြီးတော့များလေပါပဲနှလုံးပြား80အစားအင်္ဂလန်ကိုပဲစဉ်းစားတက်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမဲ့ပွဲစဉ်တွေရဲ့ပွဲချိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်